အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ပြောပြပေးခြင်းနဲ့ရေရာလေးရတော့ဆရာစီကိုနေပေးထားရေရာလေးတစ်ခုပါပဲကျမတို့ဆရာပြောတဲ့ရေရာတွေကအရန်ပဲလွယ်ကူတယ်ရိုးရှင်းတယ်အစွမ်းလက်ထက်တယ်နော်သူကဘာအကြောင်းလဲဆိုတော့ဒီနေ့ပြပြမယ်အကြောင်းလည်းအင်္ဂါသားသမီးတွေအိမ်ကထွက်သွားပြီးတော့အိမ်ကိုပြန်မလာတဲ့အခါအင်္ဂါသားသမီးနဲ့အဆက်အသွယ်ပြတ်နေတဲ့အခါလုံးလို့ရတဲ့ရေရာလေးတစ်ခုပါပဲသူအင်္ဂါသားသမီးသူပဲဖြစ်ဖြစ်ပေါ့နော်မင်္ဂလာဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်လုံးဝမဲ့ရေရာလေးကဘာလဲဆိုတော့တရက်ယူပေါ့နော်တရက်ယူကိုဖျားကံမယ်အင်္ဂါနေ့မနေ့9 နာရီတော့မဟုတ်9 နာရီ45မှာအင်္ဂါနေ့မနေ့9 နာရီတော့မဟုတ်9 နာရီ45မှာအစော်ဖျားကိုဘယ်နေ့ပဲဖြစ်ဖြစ်ကက်လို့ရတယ်နော်တရက်ယူအိမ်ဖျားမှာကက်ပြီးရင်တရက်ယူလေးကိုစားပြီးတော့အင်္ဂါသားသမီးဘသူပေါ့မန်ဘသူပေါ့မဆင်စင်ပေါ့မန်ဘသူသူပေါ့နော်အများဆုံးပြန်လာပါစေဆိုပြီးဆူတောင်းအင်္ဂါသားသမီးချက်ချင်းပြန်လာတယ်အဆက်တွေရတယ်အဝေးရောက်သွားတယ်ဘယ်ကိုရောက်လို့ရောက်နေမှမသိဘူးဆိုလေတရက်ယူလေးဖျားကပြီးရင်ဆူတောင်းအင်္ဂါသားသမီးအများဆုံးပြန်လာပါစေစားပေါ့နော်စားလဲတရက်ယူကရပါတယ်တရက်ယူစီထုတ်တရက်ယူထဲမှာရှိအထုပ်ကလေးတရက်ယူအထုပ်ကလေးလေးရှိပါတယ်တော့ဒါမှမဟုတ်ဘလို့ပဲဖြစ်ဖြစ်ရတယ်တရက်ယူဆိုပြီးတော့ဒီတိုင်းပဲကိုယ့်ဘာကိုတရက်ယူထိုးထားတာပဲလုံးတရက်ယူအထုပ်ရိုးစုံအထုပ်ကလေးလေးရှိပါတယ်အားလေးလည်းရတယ်တရက်ယူဆိုပြီးတော့နော်အိမ်ဖျားမှာမနေ့9 နာရီတော့9 နာရီ45မှာကဲအင်္ဂါသားသမီးဘသူပဲပါပေါ့အိမ်ကနေပြန်လာပါစေအဆက်တွေရပါစေဆိုပြီးဆူတောင်းချစ်သူရေးစားထဲမှာကိုအင်္ဂါသားသမီးရချစ်သူရေးစားဖြစ်နေလို့ဆက်သွယ်မရအောင်ဖုန်းမဆက်ဘူးเนาะအိမ်ကနေလေဘသူဝဲဝါမှမသိဘူးအဲ့လိုမျိုးဆိုလဲရပါတယ်เนาะဘယ်ကိုရောက်လို့ပဲနေဘယ်ကိုပေါက်နေမှလည်းမသိဘူးအင်္ဂါသားသမီးကဘယ်ကိုရောက်နေလို့ဆက်သွယ်မရလို့ဆိုလဲလုပ်ရပါတယ်လုပ်ကြည့်ပါအရင်မဲ့စွမ်းထက်တယ်ကျမတို့ရဲ့ဆရာစီကိုနေပြောပြတဲ့ရေးရာတွေကတစ်ခုပါပဲတကယ်ကိုအဆန်ထက်တယ်လုပ်ကြည့်ပါလားเนาะအင်္ဂါနေလုပ်လဲရတယ်အင်္ဂါသားသမီးတွေအရင်ထွက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုကတ်ကြည့်လိုက်နော်မနေ့အင်္ဂါနေ့မနေ့9 နာရီ45မိနစ်ဆိုလဲကတ်လို့ရတယ်ဒါမှအင်္ဂါနေ့မဟုတ်ဘူးနောက်နေ့ကျမှကတ်မယ်ဆိုလဲရတယ်ပို့ပြီးတော့အဆင်ပြေအောင်လို့ကတော့အင်္ဂါနေ့နဲ့9 နာရီတော့မဟုတ်9 နာရီ45မှာအိမ်ဖျားမှာတရက်ယူစားပြီးတော့ဆူတောင်းလူတော်ဆူတောင်းအင်္ဂါသားသမီးကျင်းသေးပေါ့ဧကံမုတ်ချပြန်လာပါတယ်အင်္ဂါသားသမီးနဲ့လည်းအဆက်တွေရပြီးတော့အမြန်ဆုံးအဆင်ပြေချုံမွေအောင်မမှုရပါစေလူတော်စုတွေပြည့်ကြပါစေဆက်ဆက်ရအဆင်ပြေကြမိသားစုတွေပြန်